Hi everyone ဒီနေ့မှာတော့အရန်ကိုစိတ်လှုပ်ရှားနေပါတော့။ဘာကြောင့်လဲဆိုတော့အရန်ကိုအကြိုက်ဆုံးဖြစ်ရတဲ့ Astri Ladra brand လေးနဲ့အားလုံးကို unboxing လုပ်ပြသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကြည့်လိုက်အောင်နော်။အဲ့တော့ဒီလက်ထဲမှာတော့ဒီမှာပါ unboxing ဒါသူ့ရဲ့ဒါ packaging ပုံစံလေးပေါ့နော်။အဲ့တော့သူကဒီဘက်မှာလေးပေါ့နော်။ဒါလေးဝယ်တဲ့အခါကျသူကတချို့လက်ဆောင်လေးတွေလည်းသူထည့်ပေးရပေါ့နော်။အဲ့လက်ဆောင်လေးတော့မှလည်းမသိဘူး။ခဏလေးပြင်ပြမယ်။ဟောဒီမှာသူကဒီ package လေးဝယ်တဲ့အခါကျလို့ရှိရင်သူကဒါလေးကိုလက်ဆောင်ပေးရပေါ့နော်။ဒါ Astri Ladra ရဲ့ဟုတ်လေ symbol အထုပ်လေးတွေပေါ့နော်။အဲ့ဒါလေးလည်းလက်ဆောင်ပေးပါတယ်။ဒါလေးနဲ့ပြီးတော့ဒါလေးနဲ့နော်နှစ်ခုပေါ့နော်နှစ်ခုပါတယ်ပေါ့နော်လက်ဆောင်ပါတယ်။အဲ့တော့ဒီ package ကိုပေါ့နော်အရင်ဆုံးကြည့်လိုက်တဲ့အချိန်မှာလုံးဝကိုဘယ်လိုပြောမလဲ amazing ပေါ့နော်သူရဲ့ဒီ package လေးကိုကြည့်တဲ့အခါမှာသူတိတိကျကျလေးထုတ်ထားတယ်ပေါ့နော် Christmas နီးလို့လာတော့မသိဘူးဒီ Christmas design အနီရောင်လေးနဲ့သူ package လေးကိုတိကျထုတ်ထားတွေ့ရပါတယ်အဲ့တော့ဒီထဲမှာလေးပေါ့နော်ပါတဲ့ပစ္စည်းတွေကလည်းဒီမှာသူ့ရဲ့ဟိုပုံလေးအတိုင်းပဲလို့ထင်တယ်ပေါ့နော်ကိုလေးလုံးဝမကြည့်ရသေးဘူးအားလုံးနဲ့တူတူကြည့်ပါမယ်အဲ့တော့ဆက်စချင်းပေါ့နော်ဒီ package လေးကိုဖွင့်လိုက်တဲ့ package လေးကိုကန်ကြည့်လိုက်တဲ့အခါမှာလုံးဝကို elegant ဖြစ်ပြီးတော့ premium free ကိုခံစားရပါတယ်နောက်တစ်ခုကကျတော့ဒီမှာပေါ့နော်ဒီထဲဟာတွေကဘယ်လောက်တောင်ဘယ်လိုတွေပါလဲဆိုတဲ့ဥစ္စာကိုတော့မသိသေးတော့အတူတူကြည့်ကြပါမယ်ရှင်ဖွင့်တော့မဖွင့်ရဘူးအဲ့ package လေးဟာလာတော့ okay ခဏလေးနော်ဝါဒီလို makeup box လေးနဲ့ပါတာတော့သူကဟို makeup box လေးနဲ့ဟိုကြည့်ပါအောင်ကြည့်လိုက်တာ makeup box လေးလိုမျိုးသူကပါတာပေါ့နော်အဲ့တော့အိမ်မှာလည်း makeup box ကလည်းလေးပြောပြမယ်ဘာဖြစ်လဲဆိုဝယ်မလောက်ဖြစ်တာကြိုက်တယ်ဆိုပြီးခီးသွားမယ်ဆိုလို့ရှိရင်အသေးလေးတွေဝယ်တယ်ဒါပေမဲ့အဲ့လိုမျိုးမဆန်တာနဲ့အဲ့လိုမျိုးအများတည်းပေါ့နော် makeup box ကိုဝယ်မလောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့ထဲမှာပါလေးတော့မသိသေးဘူးဒီ makeup ဒီ box လေးနဲ့နေပေါ့ကွာအရင်သဘောကျနေပေါ့နော် Christmas နီးလို့လားမသိဘူးသူ့ရဲ့အယောင်လေးကလည်းဒီစကုပူအယောင်လေးကစားဒါအနီရောင်လေးပေါ့နော်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခါဒီဥစ္စာလေးကလည်းအနီရောင်လေးတော်တော်လေးကိုလှပါတယ်ဟွာကြိတ် so အဲ့တော့ဒါလေးကိုအားလုံးနဲ့တူတူဖွင့်ကြည့်ပါမယ်သူကဒီဘက်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့တော်တော်ဘာမှတော့မရှိ trace မရှိဘူးเนาะဟုတ်တယ်ဒီလိုလေးတော့ပါတယ်ဒါ Astri Ladra ကက်ကလေးပေါ့နော်ဒီလိုကက်ကလေးတစ်ခုပါတယ်ပြီးပြီဆိုရင်သူကဒီထဲမှာဒီလိုထုတ်ကလေးနဲ့ဒီလိုပါတယ်ပြီးတော့ဒီမှာဒါလေးပါတယ်ဒီလိုနော်ဒီမှာဒါလေးကိုဒီလိုထည့်ထားတယ်ဒီဘက်ထဲမှာဒါလေးထည့်ထားတယ်ပေါ့နော်ဒါလေးကဘာလေးဖြစ်မလဲတစ်ချက်အရင်ဆုံးဖောက်ကြည့်ကြည့်မယ်နော်အဲ့တော့mascara အရင်ကြိုက်တယ်အရင်ကောင်းပါတယ်တော်တော်လေးသုံးဖြစ်နေရပေါ့နော်အခုတော်တော်လေးဒီ mascara လေးအရင်ချက်တယ်အဲ့တော့ဒီ mascara လေးကိုသုံးကြည့်ဒီမှာတော့ double welded ပေါ့နော် mascara ဒါလေးပါပဲပြီးတော့နောက်တစ်ခုကRed tool လေး။အိုးဒါလေးပါ။ဒါလေးလည်းအရန်ကိုအယောင်လေးမစိုးဘူးပေါ့နော်။ကြိုက်တယ်ပေါ့နော်။ဒီမှာဒီလိုအယောင်လေးပါပါတယ်။အိုးအဲ့တော့ဒါလေးကဒီဘက်ချမ်းဟာမှာပါပေါ့နော်။အဲ့ဒါဆိုဒီဘက်ကိုပိတ်မယ်။ဒီဘက်ကိုပိတ်မယ်ခဏလေး။ဒီဘက်ကိုခဏပြန်ပိတ်မယ်။အော်ဒီဘက်ချမ်းလေးဖွင့်ပါမယ်။ဒီဘက်ချမ်းလေးမှာပါမယ်ဆိုတော့ဝါ Oh my god ဝါဒီမှာကြည့်ပါဦး။အိုးလာလိုက်တာ။ကိုရန်ချိတ်တဲ့ဒါလေးအရန်တန်တယ်လို့ပြောရမယ်ဒီကဘာလို့လဲဆိုတဲ့အခါကျတော့ဒီအစုံပါတယ်ကွာဒီ Astri Ladra ဒီ makeup box ကောပြီးပြီဆိုလို့ရှိရင်နောက်တစ်ခါကျတော့ဒီ mascara ခုနကဆိုလို့ရှိရင်ဒီ smoking eye တွေအယောင်ဒီလိုမျိုးချဲတယ်မျက်လုံးမှာအယောင်ချဲတဲ့ဟာတွေရောပြီးပြီဆိုလို့ရှိရင်နောက်တစ်ခါကျတော့ဒီမှာအစုံပါတယ် Astri Ladra လုံးဝအဆက်လိုက်နော်ဒီအဆက်လိုက်ကဒီအရန်အကုန်မြန်တယ်လို့ကြားတယ်ပေါ့နော်တော်တော်လေးလည်းဘယ်လိုကောဝယ်တင်တဲ့ထဲမှာပါတယ်ပေါ့နော်ဝယ်တင်တဲ့ထဲမှာပါတယ်ဒါကတော်တော်လေးနဲဆိုင်နေပါလေနဲတယ်ပေါ့နော်အများကြီးတွေ package တွေမရှိဘူးပေါ့နော်ဒီဥစ္စာအများကြီးတွေသူမထုတ်ထားဘူးအဲ့အတွက်ကြောင့်မလို့အမြန်ဆုံးဝယ်တင်တယ်လို့တော့ recommend ပေးပါတယ်ဒီမှာဒီလိုလေးပါလာပါအနီးကပ်ပြပါမယ်အနီးကပ်အဲ့တော့တစ်ခုချင်းစီအနီးကပ်ပြပါမယ်ဒါလေးက night repel လေးပေါ့နော် night repel လေးပါဒါလေးက listed နှခမ်းနီသူ့နှခမ်းနီကလည်းဒီမှာတော့အုတ်ကျိုးရောင်လို့ပြောရမလားလှတယ်ပေါ့နော်ကြိုက်တယ်အရင်ကြိုက်တယ်အဲ့တော့ဒီဘက်မှာစမ်းပြမယ်ပေါ့နော်နှခမ်းနီလေးကိုဒီမှာ
လိုလေးနောက်တစ်ခုကလည်းနှာခမ်းနေပဲခုနကကျတော့အုတ်ကျိုးရောင်လေးဆိုမှဒါကျတော့ပန်းရောင်ဘတ်သွားတယ်ပေါ့နော်ဒီအင်ဂျီအယောင်ဘတ်နည်းနည်းသွားတယ်လို့ပြောလို့ရတယ်ဒါလက်မှာစမ်းပြမယ်ပေါ့နော်အိုးလိုက်တယ်ဒါလေးဒီပန်းရောင်နဲ့ဒါနဲ့ဆိုရင်တော့ကိုကတော့ပန်းရောင်အရင်မကြိုက်လို့လားမသိဒီဘက်ကအုတ်ကျိုးရောင်လေးကိုကိုကြိုက်တယ်ဒီဘက်ကအုတ်ကျိုးရောင်လေးနှစ်ခုကတော့ရောင်ကစင်တူတူလို့ရှိရပေါ့နော်ဒါပေမဲ့ဒီဘက်ကရောင်လေးကပို့ပြီးတော့ကြိုက်တယ်လှတယ်လို့ထင်တယ်ပေါ့နော်ကိုလှတယ်လို့ထင်တယ်ဒါလေးလည်းမစိုးပါဘူးလှတယ် new color ပုံစံမျိုးလေးပဲလှတယ်နှာခမ်းကြီးဆိုအရန်ကြိုက်တယ်ဒီနောက်ဆုံးမိန်းကလေးတယောက်ကဘာမှမလင်းခဲ့တာမလင်းအောင်မှဆိုလို့ရှိရင်ဒါတိုနာလေးပဲလင်းတိုနာလေးလေးပြီး sunscreen လေးလင်းလိုက်ပြီးပြီဆိုလို့ရှိရင်နောက်ဆုံးပေါ့နော်အထင်လိုတဲ့ခါကျရင်နှာခမ်းကြီးလေးကောက်ဆိုးလိုက်ရင်တော့မှဒါတော်တော်ကိုရုပ်ကစင်ပြေနေပြီပေါ့နော်အစင်ပြေနေတယ်မှာပါဆိုတော့ဟိုအလင်းလိုတဲ့လူတွေတချို့ဆိုလို့ရှိရင်အေးရထားနောက်ကြလေးရုံသွားတော့မယ်ဘက်လင်းရတော့မယ်ဆိုဒီနှာခမ်းကြီးကလုံးဝမပါမဖြစ်ပဲကိုဆိုအမြဲတမ်းအလုပ်လုပ်နေကြပြင်ရမှာပေါ့နော်အရန်ပြင်းနေတယ်မှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့လေနှာခမ်းကြီးပါပဲဒါကြတော့သူကကြတော့မွေးနေရပဲအင်တန်လေးကလည်းဒီမှာသူကကြတော့ဒီလိုမျိုးအတန်လေးနဲ့ပေါ့နော်ပါတာဒါပေမဲ့ဒီနှာခမ်းကြီးအောက်ကဆိုးထားတဲ့ခါကျတော့လေတိတ်ပြီးအရောင်ကမှန်မှာမဟုတ်ဘူးအနက်လေးကတော်တော်ကောင်းတယ်နဲ့ဟိုဘယ်လိုကမလဲတကြားလုံးအနက်ကြီးတွေလိုမျိုးလေးချိုးကြီးလည်းမဟုတ်ဘူးဘလို့အနက်လေးလည်းမသိဘူးအနက်လေးတင်းတင်းလေးနဲ့ကောင်းတဲ့အဆင်ပြေတယ်ပေါ့နော်ဒါစောင်းနေပါဒီမှာဆိုလို့ရှိရင်လည်းအစီပါတဲ့ခါကျတော့ပို့ပြီးတော့အဆင်ပြေလို့ပြောလို့ရတယ်ဒီနှာခမ်းကြီးတွေကိုတော့ကြိုက်တယ်နှာခမ်းကြီးဆိုလို့ရှိရင်ဒီခုနကဒီလိုမျိုးတောင်းနေတဲ့ဆိုင်လို့ရှိရင်ဒီလိုမျိုးနှာခမ်းကြီးကိုပို့ကြိုက်တယ်ဒီလိုအတန်လေးပါတယ်ဟာဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကိုစိုးရတဲ့ခါမှာပို့အဆင်ပြေလို့ခံစားရတယ်ပေါ့နော်အကြောင်းလို့ဒါလေးကိုတော့ကြိုက်ပါတယ်ဒီလိုမျိုးနှာခမ်းကြီးပုံစံလေးကိုကြိုက်တယ်ဒါလေးကတော့ခုနကအထုပ်ကလေးမှာလည်းဗာလဲဒီဟိုလက်ဆောင်ပါထားတယ်ပေါ့နော်ဒါလေးက night repel လေးပေါ့နော်ညဘက်ကြလို့ရှင်လေးနဲ့ဟာလေးပေါ့နော်ဒါလေးလည်းအရန်ကိုကောင်းပါတယ်ကိုသုံးနေကြတယ်မှာလည်းပါတယ်ပေါ့နော်သူကလေဒီလားဟိုနည်းနည်းလေးပဲသုံးနေဒီလားဟိုတခါသုံးလို့ရှင်လည်းအရင်သုံးရဈေးလည်းကြီးရခါကျတော့လေဒါပေမဲ့သူ့ရဲ့ product ကသူ့ရဲ့ပေးရတဲ့ quality နဲ့ကောင်းတယ်လို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့တခြားတဲ့လူတွေလည်းတဲ့တယ်တချို့ကြတော့လေပတ်စံကြီးကြီးပြီးဘယ်လောက်ကောင်းကိုနဲ့မျက်နှာနဲ့မတည့်ဘူးဆိုရင်ကိုတောင်းနေတဲ့ဆိုင်လို့ရှိရင်ဒီလိုမျိုးနှာခမ်းကြီးကိုပိုကြိုက်တယ်ဒီလိုအတန်လေးပါတယ်ဟာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုစိုးရတဲ့ခါမှာပိုအဆင်ပြေလို့ခံစားရတယ်ပေါ့နော်အကြောင်းလို့ဒါလေးကိုတော့ကြိုက်ပါတယ်ဒီလိုမျိုးနှာခမ်းကြီးပုံစံလေးကိုတော့ကြိုက်တယ်ဒါလေးကတော့ခုနကအထုပ်ကလေးမှာလည်းဗာလဲဒီဟိုလက်ဆောင်ပါထားတယ်ပေါ့နော်ဒါလေးက night repel လေးပေါ့နော်ညဘက်ကြလို့ရှင်လေးနဲ့ဟာလေးပေါ့နော်ဒါလေးလည်းအရန်ကိုကောင်းပါတယ်ကိုသုံးနေကြတယ်မှာလည်းပါတယ်ပေါ့နော်သူကလေဒီလားဟိုနည်းနည်းလေးပဲသုံးနေဒီလားဟိုတခါသုံးလို့ရှင်လည်းအရင်သုံးရဈေးလည်းကြီးရခါကျတော့လေဒါပေမဲ့သူ့ရဲ့ product ကသူ့ရဲ့ပေးရတဲ့ quality နဲ့ကောင်းတယ်လို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့တခြားတဲ့လူတွေလည်းတဲ့တယ်တချို့ကြတော့လေပတ်စံကြီးကြီးပြီးဘယ်လောက်ကောင်းကိုနဲ့မျက်နှာနဲ့မတည့်ဘူးဆိုရင်လုံးဝအဆင်မပြေဘူးကိုဆိုလို့ရှိရင် SK2 နဲ့အဆင်မပြေဘူးအဲ့လိုမျိုးတွေမှာပါတယ် SK2 နဲ့လုံးဝအဆင်မပြေဘူးအဆင်မပြေသူများတွေအကုန်အဆင်ပြေတယ်ကို SK2 လိမ့်တဲ့ခါမှာကိုအရန်ကြီးကိုဘယ်လိုပြောမလဲရန်ကျင်းတဲ့တယ်မှာမပါဘူးပေါ့နော်။ဘာစိတ်ကျင်းတဲ့ရလာအောင်ကောင်းတဲ့တယ်မှာမပါဘူး။ဘယ်လိုလဲဆို product ကကောင်းတယ်။သို့တော့ဘာလဲဆိုကိုယ့်ရဲ့မျက်နှာနဲ့အဆင်မပြေတာလားတော့မပြောတတ်ဘူးပေါ့နော်။အဲဒါကြောင့်မလို့အဲ့တော့ကိုယ်ဈေးကြီးဈေးပေါ်ပေါ့နော်။ကိုယ့်မျက်နှာနဲ့အဆင်ပြေတဲ့ဟာတာလေးအဆင်ပြေပါလေလို့ပြောချင်ပါတယ်။အကောင်းဆုံးပဲလို့ပြောချင်တယ်ပေါ့နော်။ဆိုတော့ဒီຢာလေးကိုတော့ recommend ပေးနောက်ဆုံးဒီလိုဆက်လိုက်မဝယ်နိုင်တဲ့လို့ဆိုရင်တော့ညာဘက်မှာဒါလေးလိမ့်တဲ့ခါကြလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်။ဒါလက်ရှိလည်းအခုဒါကိုလိမ့်နေကြပေါ့နော်။နောက်တစ်ခု cleansing gel ဒါအရန်အရေးကြီးရပေါ့နော်ဒါကအရန်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့မိန်းကလေးတွေတော်များလေအသက်25ကျော်ပြီဆိုလို့ရှိရင်လေကိုယ့်ရဲ့ skin ကိုလည်းအရန် skin ရဲ့အကြောင်းအရန်သိရတဲ့မှာမပါဘူးပေါ့နော်blogger ကြီးလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့နေ့စဉ်အချောင်းအရာလေးတွေပေါ့နော်အဲ့လိုမျိုးပြောပြတာဖြစ်တဲ့အတွက်ကြောင့်ကိုဆိုလို့ရှိရင်အရန်မျက်နှာကိုထိတ်ကမ်းမလုပ်ထဲထဲမှာပါတယ်ပေါ့နော်ဘာလို့ထိတ်ကမ်းမလုပ်လဲဆိုတဲ့အခါကျပြင်းတာအဓိကအကြောင်းအရာပြင်းလို့ပဲထိတ်ကမ်းမလုပ်ဖြစ်တာအလုပ်ကနေပြန်လာပြီဆိုတာနဲ့တန်းအိတ်ချင်တယ်မျက်နှာတော့မှမသိချင်သေးဘူးဘာဖြစ်လို့လဲဆိုတော့ make up တွေမဖြတ်ချင်သေးဘူးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုချင်နေမှာပါတယ်ပေါ့နော်တစ်ခါတည်းကြားလို့ရှိရင်အဲ့တော့အဲ့ဒါကြီးမကောင်းပေါ့နော်အဲ့တော့အခုနောက်ပိုင်းကတော့ဘာလို့ဖြစ်နေလဲဆိုတဲ့အခါကျတော့အလုပ်ကပြန်လာတယ်နော်ပြင်ကတနေရာနေပြီးပြန်လာ make up တွေပါလိမ့်လာတယ်ဆိုရင်sunscreen တွေပါလိမ့်လာပြီးတော့ပြင်တွေပါထွက်တယ် make up တွေပါလိမ့်လာပြင်မှာထွက်တယ်ဆိုလို့ရှိရင်အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့ဖုံမှုတ်တွေကပေါ့နော်ကတ်နေတတ်တယ်ပေါ့နော်မျက်နှာမှာအဲ့ဆိုတော့ watch channel ပေါက်တတ်တယ်ပြီးဆိုလို့ရှိရင်မျက်နှာအဆင်မပြေဘူးမကောင်းဘူးပေါ့နော်နောက်ပိုင်းအသက်ကြီးလာတဲ့အခါကျလို့ရှိရင်မကောင်း skin care ဆိုတာအရင်ကထိန်းသိမ်းထားမှသာလေကောင်းတဲ့ skin ခုကိုရတာပေါ့နော်အဲ့တော့skin care ကိုတည်တည်ချလုပ်တင်တယ်လို့ထင်တယ်အဲ့တော့ဒီဥစ္စာလည်းအရင်အရေးကြီးတယ်ပေါ့နော်ရေးကြီးရလို့ထင်တယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ cleansing မျက်နှာရေး cleansing ကပေါ့နော်တည်တည်ချာချာတန်တန်ရှင်းရှင်းနဲ့ညဘက်မှာအိတ်တဲ့ခါကြလို့ရှိရင်အိတ်ပြီးတော့ညဘက်မှာ mask cutter တို့နော်ခုနကဒီ night cream လိမ့်တာတို့အဲ့လိုမျိုးလိမ့်ပြီးမှအိတ်တဲ့အသားရည်ဒီနောက်ပိုင်းကျရင်ပိုကောင်းတယ်ပေါ့နော်ဟိုချစ်ချင်းလည်းငင်းကောင်းလာတာမဟုတ်ဘူးဆိုတော့ skin care ဆိုတာနေ့တိုင်းလုပ်ရတဲ့အရာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီ cleansing လေးရလေပေါ့ cleansing gel လေးရလေအရန်ကိုကောင်းပါတယ်ကြိုက်တယ်နောက်တစ်ခုကကျတော့ hand cream ပေါ့နော် hand cream ဒီလက်လိမ့်တဲ့ဥစ္စာပေါ့နော် main လေးတွေဒီလက်တွေကိုလိမ့်နေပေါ့နော်ဥပမာဆိုလို့ရှိရင်အရင်တုန်းကဆိုလို့ရှိရင်လက်ကိုလေး hand cream လိမ့်နေနေ့တိုင်းလိမ့်ပြတယ်လိမ့်ပြတဲ့ခါကျတော့
တားရည်တွေကချောနေအောင်တော့လက်တားရည်တွေကချောနေအခုနောက်ပိုင်းအပြင်းထားပြီးတော့မလိမ့်ဖြစ်ဘူးမလိမ့်ဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဒီမှာလက်မှာကြည့်လိုက်အနီးကကြည့်လို့ရှင်သိတာမယ်ထင်တာပဲအမဲဆက်ဆက်ကလေးတွေတွေ့မှာအဲ့လိုပုံစံမျိုးလေးတွေရှိတယ်ပေါ့နော်အမဲဆက်ဆက်ကလေးဟိုဘယ်လိုပြောမလဲနေလောင်တဲ့ပုံစံမျိုးပေါ့နော်နေလောင်တာလားမသိအဲ့လိုမျိုးအမဲဆက်ဆက်လေးရှိအသက်25 30နီးပါးရောက်သွားပြီဆိုလို့ရှိရင်ဒီလက်တွေရောပါတယ်အကုန်လုံးတစ်ကိုယ်လုံးခရူးဆိုင်တာအကောင်းဆုံးပဲပေါ့နော် skin care ကဆိုတော့ hand cream လေးလည်းအရေးကြီးပါတယ်ဒီ hand cream ကကြတော့မသုံးဒီ Aspira တွေကတော့မသုံးဘူးသေးဘူးပေါ့နော်ဒါတော့ခုမှသုံးမှာမသုံးဘူးသေးဒီ hand cream တော့တခြားတစ်စိတ်သုံးတာပေါ့နော် hand cream ကတော့မဒီစက်ထဲမှာပါတဲ့ခါကျတော့အဆင်ပြေသွားပါပေါ့နောက်တစ်ခုကချက်တော့ကျွန်တော်ထားလေး cream လေး soft cream လေးဒါလေးတစ်ခုပါတယ်ပေါ့နော်အဲ့တော့ဘူးတွေကအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်တော့သူကအရန်အကြီးတော့မဟုတ်ဘူးဟိုညီဆုံးတို့ပေါ့နော်ဒီခရီးတွေပါကြီးတွားတော့မယ်ဆိုလို့ရှိရင်တော့ဒီ box လေးနဲ့ဒီအကုန်လုံးပါပြီးသားပေါ့နော်နှာခမ်းကြီးဆိုလည်းနှာခမ်းကြီး hand cream နော်တူရဒီcleansing gel အကုန်လုံး mascara အကုန်လုံးဒီပါးနေကနော်အကုန်လုံးပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ box လေးရတော့ပေါ့နော်recommend ပေးတယ်ပေါ့နော်ကိုလည်းအရင် skin care ကြီးထဲမှာရန်စီယာမာကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟိုတည်တဲ့အကြောင်းအရာလေးတွေကိုမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဒီ box လေးကိုဝယ်တဲ့ခါမှာတန်တယ်လို့ခံစားရလားမတန်ဘူးလို့ခံစားရလားလို့မေးတဲ့ခါကြလို့ရှိရင်တော့100 ရာခိုင်နှုန်း recommend ပေးပါတယ်ဒီဘက်လည်းပါလို့ပြီးတော့ဒီဘက်မှာလည်းသူ့ရဲ့ခုနကဟာလေးပါတော့အဲ့တော့ဒီဘက်မှာလည်းခုနကနေရာတွေကအများကြီးပဲဟိုပုံမှန်သုံးနေကြ skin care တွေထည့်မလားထည့်လို့ရတယ်ပေါ့နော်ဒီဘက်မှာလည်းနေရာတွေအများကြီးပဲအဲ့တော့တန်လားလို့ပြီးလို့ရှင်တန်ပါတယ်ဆိုင်မှာတစ်ခုချင်းစီဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးကြည့်ပါတယ်ကိုလည်းအရင် skin care ကြီးထဲမှာရန်စီယာမာကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟိုတည်တဲ့အကြောင်းအရာလေးတွေကိုမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဒီ box လေးကိုဝယ်တဲ့ခါမှာတန်တယ်လို့ခံစားရလားမတန်ဘူးလို့ခံစားရလားလို့မေးတဲ့ခါကြလို့ရှိရင်တော့100 ရာခိုင်နှုန်း recommend ပေးပါတယ်ဒီဘက်လည်းပါလို့ပြီးတော့ဒီဘက်မှာလည်းသူ့ရဲ့ခုနကဟာလေးပါတော့အဲ့တော့ဒီဘက်မှာလည်းခုနကနေရာတွေကအများကြီးပဲဟိုပုံမှန်သုံးနေကြ skin care တွေထည့်မလားထည့်လို့ရတယ်ပေါ့နော်ဒီဘက်မှာလည်းနေရာတွေအများကြီးပဲအဲ့တော့တန်လားလို့ပြီးလို့ရှင်တန်ပါတယ်ဆိုင်မှာတစ်ခုချင်းစီဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးကြည့်ပါတယ်ဈေးလည်းကြည့်ရဲခုနကပြောသလိုဒီလောက်ဈေးနဲ့ရမှာမဟုတ်ဘူးပေါ့နော်ဒီဈေးကဘယ်လောက်လဲဆိုလို့ရှိရင်တော့ဒေါ်လာအနေနဲ့ပြောမယ်ဆိုရင်တော့ဒေါ်လာ100ဝန်းကျင်လောက်တော့ရှိတယ်ပေါ့နော်ဒေါ်လာ100ဝန်းကျင်လောက်တော့ရှိပါတယ်အဲ့တော့ဒေါ်လာ100ဝန်းကျင်နဲ့ဒေါ်လာ100ဝန်းကျင်နဲ့ပေါ့နော်ဒေါ်လာ100ဝန်းကျင်နဲ့ဒါလေးကိုရတယ်ဆိုတော့တန်တာပေါ့နော်အဲ့တော့အကုန်လုံးကိုလည်းဒါလေးကို recommend ပေးပါတယ်ဝယ်ကြပါဒီမှာပါဝယ်ကြပါကဲအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ် see you next video